ကဲကိုယ့်ရဲ့ချစ်တော်လေးတွေအတွက်ခုနကပရာဟိတဆရာလေးနေလင်းအောင်စီကိုသွားတဲ့လမ်းလေးကိုညွှန်ပြီးခဲ့ပါပြီနော်ညွှန်ပြီးတဲ့အခါမှာနောက်ထပ်ဝမ်းသာဆရာတစ်ခုလေးပြောချင်တာကတော့ဆရာစီကိုသွားတဲ့အခါမှာတနင်္လာနေ့ကအခုလာမဲ့တနင်္လာနေ့ကစပြီးတော့ထမင်းကျွေးမဲ့အလူရှင်နေ့တိုင်းထမင်းကျွေးမဲ့အလူရှင်တူလည်းပေါ်ပေါက်လာပါတယ်ဟိုကပ္ပိယဦးမိုးဆိုတဲ့အကောင်ပါပေါ့နော်အဲ့ဦးလေးရဆိုလို့ချင်းအမြဲတမ်းပဲဟိုနေဖုန်ကြီးအပား2000ကျော်လဲနေ့စဉ်လိုပဲသူကအစွန်းနေအဲ့လိုချက်ပြီးတော့လှူလုံနေတဲ့ဟိုပေါ့နော်သူတို့ကလင်မယားနှစ်ယောက်တည်းရှိပြီးတော့ပတ်စံတွေကိုလည်းပြင်ပြီးဒီလိုအလူတွေကိုအများကြီးလှူနိုင်တန်းနိုင်တယ်ပေါ့နော်လှူနိုင်တန်းနိုင်တော့ဒီလာတဲ့လူတွေလည်းဒုက္ခရောက်မဲ့လူတွေဆိုပြီးတော့သူကအားလုံးအတွက်ကိုဒုက္ခနဲ့လာရတယ်ပေါ့နော်ယောဂါတွေလာခုနေရတယ်ဆိုတဲ့လူတွေအတွက်အားလုံးအတွက်ကိုသူကနေ့စဉ်ထမင်းကျွေးမှာပါနော်ထမင်းကျွေးပြီးတော့အမှဟိုနေပေါ့တခြားအလူရှင်တွေဘာတွေဂျားပေါက်ရှိလို့ရှင်လည်းသူကချက်ပြုတ်ပေးမှာတို့ဘာလို့လဲလုပ်ပေးမှာပေါ့နော်အဲ့လိုဆိုရင်သူအဲ့ရက်တွေဆိုဖယ်ပေးမယ်ပေါ့အလူရှင်မရှိတဲ့နေ့ဆိုရင်သူကအမြဲကျွေးမယ်ဆိုတော့ဝမ်းသာစရာသတင်းလည်းရှိပါတယ်နော်ဆေးသွားပြတဲ့အခါမှာအဲ့မှာလေအဲ့မဟာကဏ္ဍယုံမှာတဲပြီးတော့ဆေးပြလို့လည်းရပါတယ်နော်ကိုယ့်အိမ်ကစောင်းနေခေါင်းနေခြေနှောင်တွေတော့ယူသွားဖို့တော့လိုပါတယ်နော်အဲ့မှာတဲပြီးတော့ပြရင်လည်းကောင်းပါတယ်ဆေးကတော့ဟိုချက်ချင်းပျောက်ကြတဲ့လူကတော့များပါတယ်ချက်ချင်းပျောက်ပြီးတော့တချို့ကြတော့လည်းဟိုအရန်ယောဂနည်းနည်းဆိုးတဲ့လူတွေပါတယ်ပေါ့အဲ့လိုနေပြီးတော့ပြကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဟိုအနည်းဆုံး3-5လောက်ပွားပြရင်တော့ပိုကောင်းတယ်လို့ဟိုပြောတယ်ပေါ့နော်ဆရာစီရောက်တော့လဲဟိုဆေးတွေလူရတာနဲ့ဗာနဲ့လေအဲ့တော့ဟိုစီပေခံမဲ့အင်ကြီးအဝတ်စားလေးတွေလည်းဝတ်သွားဖို့တွေလိုတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းသိစေခြင်းလို့ထပ်ပြီးတော့ပြောပြတာပါနောက်ပြီးတော့ကျမတို့သွားပြီးတော့ပြခဲ့တဲ့ယောဂတွေကတော့ဟိုကျမဆိုလို့ရှိရင်ဒီကိုယ်လုံးမှာဟိုpsoriasisယောဂဆိုတာဖြစ်နေတာပေါ့နော်သူ့ရဲ့နောက်ဆက်တွဲတွေအဲ့ယောဂမပြောက်ဘူးလဲပြောတယ်ပေါ့သူ့ရဲ့နောက်ဆက်တွဲတွေကအယိုးအစစ်တွေရောင်တာတွေနာတာတွေဖြစ်တယ်ပေါ့နော်အဲ့လိုအယိုးအစစ်တွေကြီးသွားလို့ရှိရင်လည်းပြန်မသေးပါဘူးပေါ့ကွေးသွားလို့ရှိရင်လည်းကွေးတဲ့အတိုင်းဖြစ်တယ်ဆိုတော့ဟိုကြောက်စရာကြီးပေါ့နော်မပြောက်ဘူးလဲပြောတဲ့ယောဂကိုကျမကဟိုပေါ့အပြင်မှာဆရာဝန်တွေနဲ့ပြလဲပြဟောအဲ့ဒါတွေကဟိုတောက်ဆေးတွေတောက်ရတယ်ပေါ့နော်တောက်ဆေးတွေတောက်တော့အိုက်ဆေးတွေကအသေးကိုထိသွားတာထိလဲသွားလဲတော့ဆေးတွေကဆက်တောက်မရဘူးဆက်တောက်မရလည်းမရဘူးလူဆေးတွေပဲရှိတော့တကောလုံးအကောလုံးလိုပြန့်သွားတယ်ပေါ့နော်ပြန့်သွားတော့အဲ့ဒါနဲ့ဒီဆရာစီသွားမယ်ဆိုပြီးတော့ဆရာစီသွားရင်ပျောက်ရမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒါသွားလိုက်တာသွားလဲသွားယုံကြည်နဲ့လုံတော့အဲ့ဒါဆိုရင်တကယ်ပျောက်တယ်ဟိုသွားလိုက်တဲ့အခါမှာအဲ့ဆရာကုပေးလိုက်တော့ဒီတက်မလေးဆိုတော့မှအခုဖြောင်ချောကြီးဖြစ်နေပြီနော်အကောလုံးဒီပါလိုပျောက်သွားတယ်ပေါ့ပျောက်သွားပြီးတော့နောက်ပြီးတော့ကျမနဲ့အတူတူလိုက်တယ်ကျမရဲ့အတော်နဲ့ဦးလေးပါတယ်ပေါ့နော်ကျမရဲ့အတော်ကလေဖြန့်ထားတာ9နှစ်ရှိသွားပြီသူကလက်ကြီးကိုဟိုဒီလောက်ပဲကွေးလို့ရတယ်တဲ့စုပ်လို့လည်းမရဘူးပေါ့နော်အဲ့ဒါ9နှစ်လောက်ရှိပြီတဲ့အဲ့လောက်ကွေးတာတော့မှသူ့မှာနားတယ်တဲ့အားနဲ့အဲ့ဆရာစီမရောက်ခင်အပြင်လေးမှာသူကကိုယ်ကိုလှုပ်ပြတယ်ပေါ့လှုပ်ပြတော့အားနဲ့ဟိုဆရာစီရောက်လဲရောက်တော့ဆေးတွေလူရတယ်လေတကောလုံးလူလဲလူရောဆေးလဲလူနေတဲ့အချိန်မှာလူလဲပြလိုက်ပြောသမီးရဲ့လက်ကတော့ဘလို့နေမလဲမဆိုပြောပြီးတော့စုပ်ထိုက်တာလက်ကြီးကစုပ်ရပါ